လုံးမဲမင်္ဂလာပါအခုဆိုလို့ရှိရင် NASA ကအာဏာထိန်းခဲ့တာ၄နှစ်ကျော်ခဲ့ပါပြီအဲ့၄နှစ်ကျော်ကာလအတွင်းမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေလည်းအများကြီးပဲရခိုင်ပြည်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့ရှမ်းမြောက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်တယ်အစပိုင်းမှာတော့ငင်းချမ်းစွာဆန္ဒပြပွဲဆိုတာတွေနဲ့စတင်ခဲ့ပေမဲ့အဲ့ငင်းချမ်းစွာဆန္ဒပြပွဲတွေကနေပြီးတော့မငင်းချမ်းစွာစူပူအုံကြွားတဲ့အအခြေအနေအထိကိုရောက်ရှိလာခဲ့တယ်အဲ့ဒီခါမှာလုံခြုံရေးတပ်ဖွဲ့တွေကနှိမ်နင်းတယ်လုံခြုံရေးတပ်ဖွဲ့တွေနှိမ်နင်းတာကိုအကြောင်းပြုပြီးရက်ွက်ထဲမှာရှိတဲ့ဝန်ထမ်းမိသားစုတွေဝန်ထမ်းတွေကို CDN လုပ်ဖို့အတွက်ကိုအတင်းအဓမ္မတိုက်တွန်းတယ်မလုပ်တဲ့သူတွေကိုတက်ဖို့ဖြတ်ဖို့ဒီကိုချိန်ချောက်တယ်ပေါ့နော်ကျောင်းသားတွေကျောင်းမတက်ဖို့ဆရာဆရာမတွေစေးမကူဖို့ရဟန်းတန်ဃာတွေကိုအလှူဒန်းတွေမလုပ်ဖို့ဗုဒ္ဓဘာသာဝင်တွေကိုဖျားမသွားဖို့စတဲ့ပေါ့တကယ်ကိုခစ်ပဲကာလမှာမရှိခဲ့ဘူးတဲ့တိုက်တွန်းမှုမျိုးတွေဘာသာရေးတော်လည်းကောင်းကျမ်းမာရေးကဏ္ဍတော်လည်းကောင်းပညာရေးကဏ္ဍတော်လည်းကောင်းမတမာတဲ့သူတွေကအမျိုးမျိုးဖြိုဖျက်ဖို့ကြိုးစားခဲ့ကြတယ်အဲ့လိုဖြိုဖျက်ဖို့ကြိုးစားခဲ့တဲ့အခြေအနေမှာလူတွေအများကြီးတက်ပေးခဲ့လိုက်ရတယ်ဒလန်ဆိုပြီးတော့ဆွဆွတက်ဖြတ်မှုတွေဥပဒေမဲ့တက်ဖြတ်မှုတွေဟာစကိုင်းမှာအများဆုံးဖြစ်ပွားခဲ့တယ်နောက်ထပ်မကွေးမြန်မာပြည်အနှံ့ပြားပါပဲတက်မတော်ကိုချစ်တဲ့တက်မတော်ထောက်ခံသူတွေကြံခိုင်ပါတီဝင်တွေဘာသာသာသနာကိုချစ်မြတ်နိုးတဲ့သူတွေကိုမဘာသာတစိမ့်ကတ်ရဲဆက်ဆက်ဟိုလီဒီလီပြီးဖြတ်ပြီးတက်ဖြတ်မှုတွေဟာဒီနေ့ဒီချိန်ထိဖြစ်နေသေးပါကျွန်တော်တို့လိုမျိုးမီဒီယာပေါ်မှာဘာသာသာသနာအတွက်နိုင်ငံအတွက်လူမျိုးအတွက်ကိုလွှင့်ပေးနေတဲ့သူတွေကိုသူတို့ကအခွင့်အရေးမရလို့အခွင့်အရေးရမယ်ဆိုလို့ရှိရင်တော့တစားစီစုပ်ဖြဲပစ်ဖို့ချင်းချောက်မောင်းမဲနေတာတွေရတယ်အားလုံးအတီးပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်အိမ်ပြောင်းတာ9 နေရာရှိပါပြီကားတွေလည်းအလီလီပြောင်းစီခဲ့ရပါတယ်ဒီလိုလုပ်ခဲ့ရလို့တခါမှမငြင်းညူခဲ့ပါဘူးဒီလိုလုပ်ခဲ့လို့ဆုံးရှုံးသွားတဲ့တငယ်ချင်းတွေလည်းအများကြီးပါပဲဆွေမျိုးတွေလည်းရှိပါတယ်ဘဝကိုတစ်ကနေပြန်စားခဲ့ရတယ်လုပ်ငန်းတွေအားလုံးရပ်တန့်သွားတယ်။ဘာကြောင့်လဲဆိုတော့ကိုလုပ်တဲ့နေရာကိုတီနေအောင်တီးလို့မရတော့တာ။ဒါပေမဲ့ဒီလိုမျိုးလုပ်ရလို့အစိုးရစီကတက်မတော်စီကနေပြီးတော့တပြားတစ်ချက်မှကျွန်တော်တောင်းခံခြင်းလည်းမရှိခဲ့သလိုဟိုဘက်ကအကြမ်းဖက်တဲ့အုပ်စုတွေလိုမျိုးလေအလူခံတာမျိုးမေ့ချူတာမျိုးလည်းတစ်ခါမှမလုပ်ခဲ့ဘူး။ကိုမှန်ကိုထန်တဲ့ကိုနေခဲ့တယ်။ဒါနိုင်ငံအတွက်လုပ်ပေးတယ်ဆိုတာကအခွင့်အရေးတစ်ခုရချင်လို့မှမဟုတ်တာ။အခုလည်းတက်မတော်ကစမှုမထမ်းမနေရစနေကျင့်သုံးတဲ့အခါမှာလည်းမင်းတို့ထမ်းကြပါအစ်စ်မယ်။ကျွန်တော်တို့ကအမြဲတမ်းရက်တည်နေတယ်။နိုင်ငံအတွက်ကထမ်းဆိုတော့ထမ်းမှာပေါ့6လဆွဲတော့ကျွန်တော်လက်ထက်ကိုရောက်နေပြီဒါပေမဲ့ကျွန်တော်သိစေချင်တာဒီလိုလုပ်ရလို့မိသည့်အခွင့်အရေးမှကျွန်တော်တို့ကဒီနေ့ဒီချိန်မယူခဲ့ပါဘူးဒါပေမဲ့လူကြီးသူမတွေတွေ့တဲ့အခါမှာဂုဏ်ယူဝမ်းသာစွာလူကြီးတွေကကျွန်တော်နှုတ်ဆက်တဲ့အခါမှာအမတန်းမှဝမ်းသာတယ်တမတော်မိသားစုတွေအရာရှိအရာခံအကျက်စစ်တီတွေဝန်ထမ်းမိသားစုတွေကကျွန်တော်တို့နွေးနွေးထွေးထွေးဆက်ဆံတဲ့အခါမှာကျေးဇူးတုံ့ပြန်တဲ့အခါမှာကျေးဇူးတင်ကြောင်ပြောတဲ့အခါမှာအမတန်းမှဝမ်းသာပီတိဖြစ်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသားအားလုံးအေးချမ်းကြပါစေ